နေ့တစ်နေ့ကိုအမေချက်ကျွေးရဲ့ဟင်းလျာနဲ့ပဲအချိန်ကုန်ဆုံးမိနေရဲ့ဆိုရင်မျက်လုံးနှလုံးပွင့်ပြီးနေ့သစ်စားတဲ့မနက်ခင်းလေးမှာတော့တာဝန်ကျေပွန်တင်နေပါပြီနော်ဆိုတော့ကျုပ်ဦး3လုံးရေတစ်ခွက်နဲ့ဂျုံတစ်ပကံရှိရဲဆိုရင်အရသာရှိမနက်စာလေးလှုပ်စားလို့ရပါပြီရှင်အရင်ဆုံးဂျုံတစ်စုံကိုပကံတစ်ခုတည်းထည့်ပြီးရေနွေးနည်းနည်းနဲ့အတူတိချာလေးမှွေပေးရပါမယ်နေနေထွေးဖြစ်လွန်တဲ့အပူချိန်ကြောင့်ဂျုံမုတ်တွေအလုံးအရေပြောင်းဝင်သွားပြီဆိုရင်နောက်ထပ်တစ်ဆင့်အနေနဲ့ကျုပ်ဦး3လုံးကိုဖောက်ပြီးရောထည့်ပေးလိုက်ပါပါဝင်ပစ္စည်းတွေထည့်ပြီးပြီဆိုရင်တော့ဗီတာမင်လေးလည်းပါစေဖို့ကျက်သွန်မိတ်တွေကိုပပလှီးပြီးရောမွေပေးလိုက်လို့ရပါပြီရှင်။အရသာရှိလေးနဲ့ကျန်းမာရေးနဲ့လည်းညီညွတ်စေဖို့ဆိုရင်စာပပနဲ့ငရုတ်ကောင်းပပကိုပါရောပြီးတပါးလေးစိတ်ရှိလက်ရှိမှွေပေးလိုက်လို့ရပါတယ်။ပြီးရင်တော့တဲပြားတစ်ခုကိုယူမီအေဖွင့်ပြီးအပေါ်ကနေလည်းစီအနေငယ်ကိုလိမ့်တုပ်ပေးလိုက်လို့ရပါပြီရှင်။ဒီနေရာမှာမဲမဲတဲတဲလေးကိုအချစ်လွန်ပြီးကျုပ်ဥတွေပါမမဲသွားစေဖို့မီးအပူချိန်ကိုတော့တေချာကျူးဆိုင်ပေးရပါမယ်နော်။ပြီးတော့တစ်ဖက်စီလန့်ပြီးတေချာအပူပေးလိုက်တာနဲ့အချိန်ခဏလေးအတွင်းမှာတင်စားလို့ကောင်းစီမဲ့ကျုပ်ဥခေါင်းမုတ်လေးရလာပြီပဲဖြစ်ပါရှင်။လုံနီးအစင်းစင်းတွေကလည်းနေတဲ့အပြင်အိမ်တအိမ်လုံးမှာမျက်နှာရစေမှာမို့လှုပ်ရှားကြည့်ကြပါအောင်နော်။